ဒီနေ့မှာတော့ကြက်ရောက်နှင်းတွေကြားနေတဲ့တောင်ပေါ်ကိုလာကအနားယူရင်ဓာတ်တက်လက်လုံးမှာဖြစ်ပါတယ်။ကြက်ရောက်နှင်းတော်ထဲမှာတွာလာရလွယ်ကူစေဖို့နှင်းစကိတ်ဆိုင်ကစီးပြီးလိုအပ်တဲ့ပစ္စည်းတွေကိုလည်းဆိုင်ကနောက်ကစကိတ်ပြားပေါ်မှာတင်ပြီးဆွဲလာခဲ့ပါတယ်။အနားယူမဲ့နေရာကတော့သူမနစ်ကဆောက်လုပ်ခဲ့တဲ့တစ်ဖက်ရဲ့တဲအိမ်လေးစီကိုပါ။နှင်းဖုံးနေတဲ့တဲလေးကိုပြုပြင်ကအရင်ဆုံးလုပ်ရမယ့်အလုပ်ကတော့မီးမွေးဖို့ကြက်ရောက်ထင်းသွားရှာခဲ့ပါတယ်။ထင်းကလည်းမရှားပါဘူးအနီးအနားကထင်းရှူးပီတပင်ကိုခုတ်လိုက်ပြီးလိုတလုံးဖြတ်တောက်လိုက်ရုံပါပဲကျလဲမီးမွေးပြီးနေ့လက်သားအတွက်ပေါင်မုံကိုခဲဘက်နဲ့ဘက်ကမီးဖို့တဲ့ပြစ်ထည့်ထားခဲ့လိုက်ပါတယ်တဲဘေးမှာနေရာရှင်းလင်းသောတစ်ပင်သစ်ကိုင်းတွေကိုတနေရာထဲဆူထားလိုက်ပါတယ်ခဏကြာတော့တဲလေးတဲကိုဝင်ကနေလေစာစားလိုက်ပါတယ်စားပြီးတာနဲ့ကြက်တယောက်ပေပါတစ်လုံးကိုယူကနှင်းပြင်မှာပေပါကိုနေရာချဖို့နဲ့မီးမွေးဖို့တပေအနက်ရှိမဲ့တွင်လေးတူးလိုက်ပါတယ်ပေပါကိုနေရာချလိုက်ပြီးအနားမှာဆူထားတဲ့တစ်ပင်နဲ့တစ်ကိုင်းတွေကိုအရှိအတိုးညီတူဖြက်ကခွဲတင်တာတွေကိုခွဲပြီးပေပါတဲ့စီစီညီညီထည့်ထားလိုက်ပါတယ်ပြီးကမှဘေးကတစ်ကိုင်းနဲ့ထင်းတွေအုပ်ကမီးအုံပြီးအပူပေးထားလိုက်ပါမယ်အလုပ်ပြီးတော့မှောင်နေပါပြီကျဲလဲပါလာတဲ့သုံးမွေးခင်းကိုခင်းကခဏအနားယူလိုက်ပါတယ်ညသာအတွက်တော့ခဲဘက်နဲ့ထုတ်ထားတဲ့ပေါင်မုံကိုမီးထဲထည့်လိုက်ပြီးယူလာတဲ့ကြက်တကောင်လုံးကိုမီးကင်ထားလိုက်ပါတယ်တဲတဲကရေနေအိုးကိုယူလိုက်ပြီးအပြင်ထွက်ကတန်ရှင်းလက်ဆက်တဲ့နှင်းတွေကိုထည့်ကမီးဖို့ဘေးမှာကတ်ထားလိုက်ပါတယ်အပြင်ထွက်ကပေပါတဲ့ထည့်ထားတဲ့ထင်းတွေရဲ့အခြေအနေကိုကြည့်လိုက်တော့အပြင်သားတွေမဲနေတာကိုမြင်ရလို့ကျလဲအဖုံးပြန်ဖုံးထားခဲ့လိုက်ပါတယ်ကျလဲညသာကောင်းလေးစားဖို့အတွက်အိတ်ထဲကအသီးရွက်ကိုထုတ်ကဒဲအိုးသီးလေးနဲ့ချက်လိုက်ပါတယ်အားလုံးကျက်သွားတော့ကျလဲအားရပါရသုံးဆောင်ပါတော့တယ်စားလို့ပြီးတော့ကော်ဖီလေးတောင်းရင်ဒီနေရာရဲ့အေးအမှတ်က3ဆိုတာကိုအပူအေးတိုင်းတဲ့ကိရိယာလေးကပြနေပါတယ်ဒါပေမဲ့မီးဖိုနားကိုယူသွားလိုက်တော့30ကိုပြောင်းသွားပါတယ်ကျလဲမီးဖိုကိုထင်းတယ်ပြီးအနားယူအိတ်ဆက်လိုက်ပါတော့တယ်နောက်နေ့မနေ့မှာတော့ကျလဲအိယာနိုချင်းထင်းကုန်နေတဲ့မီးဖိုကိုထင်းထည့်ပြီးအပြင်ထွက်ကမနေ့ကထင်းထည့်ထားတဲ့ပေပါကိုအဖုံးဖွင့်ကြည့်လိုက်တော့အားလုံးကဂျက်လိုချင်းနဲ့မီးသွေးတွေဖြစ်နေပါပြီကျလဲမနက်စာစားဖို့ပြင်ဆင်ထားခဲ့ပြီးအပြင်ထွက်ကအတန်ငယ်ကြီးတဲ့အပင်ကိုခုတ်ကလိုတလိုဖြတ်တောက်ပြီးယူလာခဲ့ပါတယ်ကျလဲမနက်စာလေးစားကော်ဖီလေးတောက်ပြီးလုပ်ငန်းစပါတယ်ဖြတ်ထားတဲ့တစ်တုံးတွေကိုကျွင်းတူးကထောင်လိုက်ပြီးတစ်တုံးရဲ့အပေါ်မှာဗပဲလောက်ရမှာသုံးဖို့ပေတုံးကိုတင်ကတန်ရိုက်ထားလိုက်ပါတယ်မီးဘူးပေးရမှာသုံးဖို့ဖားဖို့လိုအရာမျိုးကိုလည်းနေရာချထားကမီးသွေးနဲ့ထင်းတွေထည့်လိုက်တော့ဓာတ်လောက်ဖို့အစင်းသင့်ဖြစ်နေပါပြီကျက်ဟာဓာတ်လို့ဖို့၄တန်ကိုမိထည့်ထားလိုက်ပါတယ်ခဏကြာမှတန်နီရဲလာတော့လိုသလိုပုံဖော်ပါတယ်မလိုတဲ့နေရာတွေကိုဖျက်ထုတ်သလိုပေါင်တူကိုသုံးကတန်ကိုထုရပါတယ်ဖားဖို့တွေကမကောင်းတော့တဲ့မီးသွေးနဲ့ပြားတွေကိုထုတ်လိုက်ပြီးအသစ်ထည့်လိုက်ပါတယ်တန်တွေကိုလုံနေခဲ့ပြီးညနေဆောင်မှာတော့ဓာတ်အကျန်းထဲရလာခဲ့ပါပြီကျက်လဲဓာတ်ကိုကြားရှာနဲ့တိုက်နေပါတယ်ညသာအတွက်ကတော့စိတ်နှံရိုးနဲ့စားလိုက်ပါတယ်စားပြီးတာနဲ့မနာတော့ပဲအပြင်ထွက်ကဓာတ်လက်ကင်ကိုမီးနဲ့အပူပေးပြီးကွေးလိုက်ပါတယ်အပေါက်လဲဖောက်ထားလိုက်ပါတယ်ဓာတ်သွားကိုစေးသားတင်ဖို့အတွက်ဓာတ်တစ်ချောင်းလုံးကိုနီရဲနေအောင်အပူပေးလိုက်ပြီးတန်ညက်နဲ့ယူကဖြူဖွေးအစ်ဆက်နေတဲ့နှင်းပုံတွေကိုထိုးထည့်လိုက်ပါတော့တယ်မနက်မှာတော့ဂျက်ဟာထုံးစံအတိုင်းစားတော့ပြီးဓာတ်လက်ကင်လို့ဖို့အကောင်းဆုံးဖြစ်မဲ့တစ်သားကိုရွေးကလိုတလောက်ခွဲလိုက်ပါတယ်ဓာတ်သွေးကြောင်းနဲ့သူ့ရဲ့ရဲရင်းကိုသွေးကတစ်သားကိုပုံဖော်ပြီးအပေါက်ဖောက်ပါတယ်တန်ချောင်းကိုဖျက်ပြီးဖောက်ထားတဲ့အပေါက်ထဲကိုတစ်သားနဲ့တန်ကက်ကစို့ရိုက်ထည့်လိုက်ပါတယ်ပြီးတော့ဓာတ်လက်ကင်ကကျန်းနေသေးလို့ကြားရှာနဲ့အရင်တိုက်ပါတယ်ပြီးမှကော်ပက်စားကျဲနဲ့တစ်ခါထက်တိုက်ပြီးအချောတက်လိုက်ပါတယ်ယူလာတဲ့ပေါ်လီဆေးရည်ဘူးနဲ့ဓာတ်ရိုးကိုတုပ်လိုက်ကပြောင်းသွားပြီးကိုင်းချင်းတရားကောင်းသွားခဲ့ပါတယ်ကျက်လဲဓာတ်သွားကိုဓာတ်သွေးကြောင်းနဲ့ကြာကြာသွေးလိုက်ပြီးတစ်သားကိုဆက်ဖြက်ကြည့်ကအကြိုက်တွေးမှရက်လိုက်ပါတယ်ဓာတ်ထဲဖို့ဒအိမ်ကိုတော့သူယူလာတဲ့တည်ရည်ချက်ကိုဓာတ်နဲ့တိုင်းကခဲဆွဲပြီးဖျက်လိုက်ပါတယ်အကုန်ပြီးတော့ဂျက်ဟာဓာတ်ကိုဒအိမ်မှာထည့်လိုက်ပြီးခါမှကျိုးနဲ့စီးထားလိုက်ကဂျက်အတွက်အသုံးဝင်တဲ့ဓာတ်တစ်လက်ကိုရလိုက်ပါတယ်ညစာစားကပြန်ဖို့အတွက်တင်းသီးကအထုပ်တွေကိုသူ့ရဲ့စကေးပြားပေါ်တင်ပြီးမီးတွေကိုလည်းတက်ခါနှင်းစကိတ်ဆိုင်ကယ်စီးပြီးပြန်ခဲ့ပါတော့တယ်